Hello guys ကျွန်တော် Israel ဖြစ်ပါတယ်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Bermuda Triangle အကြောင်းမျိုးဖြစ်ပါတယ်ဆိုတော့ Bermuda Triangle ဆိုတာဘာလဲဘယ်လိုလဲအဖြေရှာလိုက်ရအောင်ဒီဗီဒီယိုလေးကို brother တို့က YouTube ကနေကြည့်နေရဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ် TikTok ကနေကြည့်နေရဆိုရင် like and follow လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ဘယ်ဟာပဲကြည့်ကြည့် VPN လေးခံပြီးကြည့်ပြီးချင်းဖြင့်ကျွန်တော်ကတစ်ဖက်တစ်လမ်းကနေ support ပေးနိုင်ပါတယ်ခင်ဗျာBermuda Triangle ဆိုတာက Atlantic သမုဒ္ဒရာရဲ့အနောက်မြောက်အရပ်မှာတည်ရှိတဲ့နေရာတစ်ဝိုက်ဖြစ်ပြီးတော့အဲ့ဒီနေရာမှာသင်္ဘောတွေလေယာဉ်တွေပျောက်ဆုံးသွားတတ်တယ်လို့နာမည်ကြီးတဲ့နေရာဖြစ်ပါတယ်။ Bermuda Triangle လို့ခေါ်ရတဲ့အကြောင်းရင်းကတော့အဲ့ဒီနေရာရဲ့တည်နေရာက Triangle ပုံထွက်နေတဲ့အကြောင်းဖြစ်တယ်။အကြမ်းမြေအဖြစ်မက္ကဆီကိုပင်လယ်ကွေ့ Florida ပြည်နယ်ရဲ့အစွန်းနဲ့ Caribbean ကျွန်းများရဲ့အနီးတစ်ဝိုက်မှာ Triangle ပုံတရံတည်ရှိပါတယ်။အကယ်၍ကံမကောင်းစွာနဲ့ Bermuda Triangle တွေကိုတရားရောက်ဝင်သွားမယ်ဆိုရင်brother တို့ရဲ့ရေုံစုံကံပြီးထွက်သွားတဲ့ကောင်မလေးတို့ဘယ်တော့မှပြန်လာနိုင်တော့မှာမဟုတ်ပါဘူး။စားရပါတကယ်တော့ Bermuda Triangle ကိုပထမဆုံးမှတ်တမ်းတင်ခဲ့တဲ့သူကတော့ Christopher Columbus ဖြစ်ပါတယ်။1492ခုနှစ်အောက်တိုဘာလ17ရက်နေ့မှာမိုးကုတ်ဆောင်းဝိုင်အတွင်းမှာထူးဆန်းတဲ့လင်းရောင်များတွေ့ရှိခဲ့တယ်။မိုးကောင်းငယ်မှာမီးများတောက်နေတကယ်လို့တွေ့ရတယ်လို့ Christopher Columbus ရဲ့စာအုပ်မှာရေးသားခဲ့ခြင်းဖြစ်ပါတယ်။ဘယ်အတွက်ကြောင့်အဲ့လိုဖြစ်ရလဲဆိုတာဘယ်သူမှတော့သိချာမသိသေးပါဘူး။ Arizona ပြည်နယ်တက္ကသိုလ်မှာသူတွေဒီ Lauren David Kushi ကသူ့ရဲ့ကဏ္ဍပြုလုပ်ပြီးနောက် The Bermuda Triangle Mystery Solved စာအုပ်ကိုရေးသားခဲ့ပြီးမှတ်ချက်ချလိုက်တယ်။အဲ့ဒီနေရာမှာသင်္ဘောတွေလေယာဉ်တွေအရေးအတွက်များစွာပျောက်ဆုံးခဲ့ရတာတော့အဲ့ဒီဒေတာအတွင်းမှာမုန်တိုင်းတစ်ခုရှိနေခြင်းဖြစ်နိုင်တယ်လို့ပြောတယ်။ထိုနေရာတစ်ဝိုက်မှာအမြဲမုန်တိုင်းရှိနေတတ်တယ်။တချို့လေယာဉ်တွေကပျောက်ဆုံးသွားတယ်လို့ပြောတယ်မယ်။ခေါ်လာဟာလာတာဖြစ်ပြီးတော့အမှန်တကယ်ပျောက်ဆုံးခြင်းမရှိပါဘူးလို့ပြောထားပါတယ်။အရှိုးသောသူတွေက Bermuda Triangle ဆိုတာအရှားကမ္ဘာတစ်ခုရဲ့ဝင်ပေါက်တစ်ခုဖြစ်ပြီးသင်္ဘောတွေလေယာဉ်တွေ Bermuda Triangle နဲ့ဝင်ရောက်ပျောက်ကွယ်သွားတယ်ဆိုတာအရှားကမ္ဘာတစ်ခုကိုရောက်သွားတယ်လို့ယူဆကြပါတယ်။အရှိုးသောသူတွေကတော့ Bermuda Triangle ဆိုတာဂျိုသားရင်ပြန်တွေရဲ့ပြန်ပြေးဆွဲရနေရဖြစ်ပြီးသင်္ဘောတွေလေယာဉ်တွေ Bermuda Triangle နဲ့ရောက်သွားပြီဆိုရင်ဂျိုသားရင်ပြန်တွေရဲ့ပြန်ပြေးဆွဲခြင်းကိုခံရတယ်လို့ယူဆကြပါတယ်။ Bermuda Triangle နဲ့ပတ်သက်တဲ့ဇာတ်ကားကိုကြည့်ချင်တယ်ဆိုရင် Triangle recommend ပေးပါတယ်။ဆိုတော့Bermuda Triangle ဆိုတာဂျိုသားရရှိတဲ့နေရာလားဒါမှမဟုတ်မုန်တိုင်းတွေကြီးပဲရှိတဲ့နေရာလားဒါမှမဟုတ်တခြားကမ္ဘာတစ်ခုရဲ့ဝင်ပေါက်လား brother ရဲ့အမျိုး comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး Okay guys ဒီနေ့ကတော့ Bermuda Triangle အကြောင်းဒီလောက်ပါပဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ horror mystery နဲ့ game အကြောင်းတွေကိုကျွန်တော် Israel ကထပ်ပြီးတင်ဆက်ပေးသွားအောင်ပါမို့ channel လေးကို like subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော် see you guys